သမီးရေကိုယ်စကားကိုကတိကိုတီအောင်မလုပ်နိုင်ခြင်းလိန်လေခြင်းတစ်မျိုးပဲဂရိတလုံးကိုလောလောမပေးနဲ့ကိုယ်စကားတစ်ခွန်းကိုတန်ဖိုးထားကြောင်းကိုကသူတော်ဘာစီအကူကြီးတောင်းရတယ်ငွေချီးလိုက်တယ်ကိုကသူ့ငွေကိုလိန်လေတာမဟုတ်ဘူးဒါမှနဲ့သူ့ငွေနဲ့ကိုကအရင်ဒီလှုပ်လိုက်တယ်အယောင်းဝယ်လှုပ်လိုက်တယ်ရောင်းမဝယ်မဖြစ်တယ်အဲ့ဒီခါကျတော့သူ့ငွေကိုကပြန်မဆက်နိုင်တော့ဘူးပြန်မဆက်နိုင်တဲ့အခါကျရင်တချို့ကပြန်မဆက်နိုင်တာကိုအကျိုးကြောင့်ပြောမတောင်းပန်ပဲနဲ့ထွက်ပြေးတယ်ဖုံးပိတ်လိုက်တယ်အဆက်အသွယ်မလုပ်တော့ဘူးအဲ့ဒါလို့လှုပ်လိုက်တယ်ဆိုရင်တော့ဒါဟာလိန်လေခြင်းတစ်မျိုးပဲသမီးတယောက်စီရမှာပေါ့နှစ်ယောက်သုံးယောက်စီလိန်နေဆိုရင်ကြတော့ကိုယ့်ဘဝကြီးတည်သွားလိမ့်မယ်သမီးကိုယ့်ရဲ့ယုံကြည်မှုတိဆောက်တာ9နှစ်10နှစ်တခါလေနှစ်20အထိကြာတတ်တယ်ဒါပေမဲ့အဲ့ဒီယုံကြည်မှုကိုဖျက်ပလိုက်ဖို့ကမိနစ်ပိုင်းလေးပဲလိုတယ်သမီးအဲ့တော့ကိုအသက်ရှင်ရပ်တည်ခြင်းနေတဲ့အခါမှာဂုဏ်သိက္ခာရှိနဲ့စိတ်ချမ်းချမ်းသာနဲ့ရပ်တည်နိုင်အောင်ကြိုးစားမယ်ဆိုရင်တော့ကိုယ်စကားကိုတီအောင်ကြိုးစားရလိမ့်မယ်ကိုယူထားတဲ့ကြွေးကိုမဆက်နိုင်လဲကောင်းကောင်းမွန်တောင်းပန်ပြီးတော့အကျိုးကြောင့်ပြောရမယ်ပေးနိုင်တဲ့အခါပေးမယ်ပေးလို့ရသလောက်ကိုပေးမယ်ဘယ်လိုနည်းနဲ့ဖြစ်ပေးနိုင်အောင်ကြိုးစားမယ်ဆိုတာကိုသူယုံကြည်အောင်ပြောဖို့အရေးကြီးတယ်သူ့ကိုတနာအောင်နားလည်အောင်တောင်းပန်ဖို့လိုတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ပြီးစလွယ်ရှောင်သွားမယ်ဆိုရင်တော့သမီးလူလိမ္မာကြီးဖြစ်သွားမှာပေါ့သူကနေတဆင့်ဆင်ပွားပြီးကိုယ့်အကြောင်းတွေကိုဘေးနားကြာသွားတဲ့ခါကျရင်ဒီပတ်ဝန်းကျင်မှာကိုနေလို့မရနောက်ပတ်ဝန်းကျင်ရောက်ရင်လည်းမီဒီယာခေတ်ကြီးမှာ Facebook ပေါ်ကိုယ့်ပုံကြီးနဲ့ကိုယ့်အကြောင်းနဲ့ပြောရင်ဘယ်နေရာနေကိုယ့်အတွက်မလုံခြုံနိုင်တော့ဘူးသမီးရဲ့ဒါကြောင့်မလို့ကိုယ်စကားကိုယ်ဂတိကိုတီအောင်လုပ်ပြီးတော့လိမ်လည်ခြင်းမဖြစ်အောင်ကြိုးစားပါလို့ဖေဖေကအကြံပြုချင်တယ်